ကဘာပေါ်မှာအရသာရှိပြီးဆေးဘက်ဝင်တဲ့အသီးနှံတွေအများကြီးရှိသလိုတလုံးလောက်စားမိုံနဲ့တင်အသက်အန္တရာယ်ကိုစိုးရိမ်ရလောက်တဲ့အစိတ်ပြင်းတဲ့အသီးတွေလည်းရှိပါတယ်။အဲ့ဒီထဲကမှလူသိများပြီးအစိတ်အရမ်းပြင်းတဲ့အသီး၅မျိုးကိုဖော်ပြပေးသွားပါမယ်။နံပါတ်1ကတော့ဆူရီစိုက်ဖလူလို့ခေါ်တဲ့ကန်းကန်းသီးပဲဖြစ်ပါတယ်။ဒီအသီးကိုအိန္ဒိယနဲ့အရှေ့တောင်အာရှဒေသတွေမှာတွေ့ရှိရပါတယ်။ဒီအသီးရဲ့အစိတ်ထဲမှာပါတဲ့ဆာဘရီလို့ခေါ်တဲ့ကားတိုက်ကလိုင်ကိုလိုက်ဆိုတဲ့တက်တမျိုးကခန္ဓာကိုယ်ထဲကိုရောက်ရှိသွားတဲ့အခါနှလုံးကျက်သားတွေရဲ့ကယ်လ်ဆီယမ်အိုင်းယွန်းချန်နယ်တွေကိုပိတ်ပစ်လိုက်ပါတယ်။အဲ့ဒီအခါမှာနှလုံးခုန်နှုန်းကိုကမောက်ကမဖြစ်စေပြီးအသက်သေဆုံးတဲ့အထိကိုဖြစ်စေနိုင်ပါတယ်။နံပါတ်2ကတော့ကာစတာဘင်းလို့ခေါ်တဲ့ကြက်ဆူသီးပဲဖြစ်ပါတယ်။ကြက်ဆူပင်ကိုကမ္ဘာအပူပိုင်းဒေသတွေနဲ့မြန်မာနိုင်ငံအထက်ပိုင်းဒေသမှာတွေ့ရှိရပါတယ်။မြန်မာပြည်မှာတော့ကြက်ဆူသီးကိုအစီထုတ်ဖို့အတွက်လည်းစိုက်ပျိုးကြပါတယ်။ကြက်ဆူဆေးမှာပါတဲ့ရိုင်းစင်းဆိုတဲ့အစိတ်ဟာဆိုင်ယာနိုင်အစိတ်ထက်အစာပေါင်းများစွာပြင်းထန်ပါတယ်။ဒါကြောင့်ကြက်ဆူဆေးကိုစားမိရဆိုရင်သွေးအန်တာမျိုးတွေဖြစ်တတ်ပြီးအချိန်မီမကုသနိုင်ရင်အသက်ပါဆုံးရှုံးနိုင်ပါတယ်။နံပါတ်3ကတော့ရွေးကလေးပင်ပဲဖြစ်ပါတယ်။ဒီရွေးကလေးပင်ကိုအပူပိုင်းဒေသတွေနဲ့အညာလိုဒေသမျိုးတွေမှာတွေ့ရပါတယ်။သူ့မှာပါတဲ့အာဘရင်းလို့ခေါ်တဲ့အစိတ်ဟာကမ္ဘာအပြင်းထန်ဆုံးသဘာဝအစိတ်တွေထဲကတစ်ခုဖြစ်ပါတယ်။ဒီအစိတ်ဟာလူခန္ဓာကိုယ်ထဲကိုရောက်ရှိသွားတဲ့အခါဆဲတွေရဲ့ပရိုတင်းထုတ်လုပ်မှုကိုရပ်တန့်စေပြီးအသက်ဆုံးရှုံးစေပါတယ်။နံပါတ်4ကတော့ကန်းချေပန်းသီးလို့ခေါ်တဲ့မန်ချီနီပဲဖြစ်ပါတယ်။ဒီအသီးရဲ့ပုံသဏ္ဍာန်ဟာကျွန်တော်တို့စားနေကြပန်းသီးအစိတ်နဲ့ဆင်တူပါတယ်။ဒီအပင်ကိုကာရစ်ဘီယန်ဒေသနဲ့အမေရိကန်တို့လိုဒေသတွေမှာတွေ့ရပါတယ်။အသီးမှာပဲအစိတ်ရှိတာမဟုတ်ပါဘူး။အပင်အခောက်အမြစ်တွေကပါအစိတ်ရှိနေတာပါ။သူမှာပါတဲ့ဖော်ပေါင်းတဲ့ဒီတာပင်အစတာတွေကအန္တရာယ်ဖြစ်စေတဲ့အဓိကတရားခံများဖြစ်ကြပါတယ်။နံပါတ်5ကတော့တင်မောချက်ဆူသီးပဲဖြစ်ပါတယ်။ကမ္ဘာအပူပိုင်းနဲ့တမပိုင်းဒေသတွေမှာပေါက်ရောက်ကြပါတယ်။ဒီအသီးမှာကာဆင်းဆိုတဲ့အစိတ်ဖြစ်စေတဲ့ပရိုတင်းတစ်မျိုးပါဝင်နေပါတယ်။ဒီအသီးကိုစားမိတယ်ဆိုရင်ပြုတ်အန်တာ၊ဘိုက်အောင်တာတို့ဖြစ်တတ်ပြီးကုသချိန်နောက်ကျပါကရေဓာတ်ခန်းချောက်ပြီးအသက်အန္တရာယ်ကိုဆုံးရှုံးသည့်အထိဖြစ်စေနိုင်ပါတယ်။